အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ DH Reading Channel ကသွင်းထပ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆီယမာကျူရေးသားခဲ့တဲ့ချစ်သူကစံကားပွင့်တပွင့်ပွင့်ခဲ့တယ်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့လက်ထဲမှာခိုင်းထားတဲ့စာအုပ်လေးကတော့ဆီယမာကျူချစ်သူကစံကားပွင့်တပွင့်လာပွင့်ခဲ့တယ်ဆိုတဲ့ဝတ္ထုလေးကိုဒုတိယအကြိမ်မြောက်ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဝတ္ထုလေးကိုစလိုက်ကြရအောင်ကျမထိုနေရာကိုရောက်တော့အောင်ဆွဲဆောင်လိုက်ဒီမှာဇွန်လရဲ့မိုးသက်လေမှာထုံဤမှုပြက်နေတဲ့ပန်းရံနှံများဒါမှမဟုတ်နှင်းစုပ်တွေလိုဆွတ်ဆွတ်ဖြူလျက်ပင်လုံးကျော်ခန်းနာစွာပွင့်နေကြတဲ့ပန်းပွင့်တွေရဲ့အလှလားကျမမခွဲခြားနိုင်ခဲ့ပါဘူးအပင်ချင်းကိုကျမရောက်သွားတဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးစကားပွင့်ဖြူများဖြင့်လွှမ်းခြုံလျက်ရှိတယ်အဖြူရောင်ပွင့်ကျဲရှည်များကားဆွင်းလျက်ပွင့်နေတဲ့ပန်းတို့ကအရွက်မရှိသလောက်နေပါတဲ့ရိုးတံကြဲကြဲအကိုင်းများမှာဆွဆွပြူပြန်ကျဲနေတဲ့ခေတ်အလှပဆုံးမြင်ကွင်းကိုပေးလေတယ်။စကားပွင့်ဖြူကကဘာပေါ်မှာရနက်အမွှေးဆုံးပန်းထဲမှာပါဝင်လာပေါ့။သူ့ချီရင်ကိုကျမရောက်သွားတဲ့အချိန်မှာမောင်ရင်ပြိုးစားညနေခင်းဖြစ်နေပြီ။မျက်စိတစ်စုံစိမ့်မောင်နဲ့တစ်ပင်များအပြည့်တစ်တောအုပ်ထဲမှာရောက်နေတဲ့ကဲ့သို့ကောင်းကင်ကိုအပြည့်မမြင်ရတော့လဲမြင်ရသမျှကွက်ကွက်လေးမှာတိမ်တွေလေးမိုးအောင်တောက်နေတယ်။သူ့ချီရင်မှာရက်နေလိုက်တဲ့အချိန်မှာကျမကိုအာယုံလေးတစ်ခုကညှို့ယူထားလိုက်တယ်။တစ်ခုကနှဆိုင်တဲ့ကံပါဖြင့်ကွေးကောက်စွာစီးဆင်းနေတဲ့မြေတစင်းရဲ့ရေတံနောက်တစ်ခုကထုံရီမှုပြန့်လှပနေတဲ့ပရင်နဲ့နောက်တစ်ခုကတော့ပင်လုံးကျုပ်ပြန်ကျဲစွာပွင့်နေတဲ့အဖြူရောင်ပွင့်ချက်ရှိစကားပေါ်များပေါ့နောက်တစ်ခုကတော့ကျမရဲ့ပါးပြင်ကိုနူးညံ့စွာထိတို့ပုတ်တိုင်နေတဲ့ဝတ်မော်များကျမဖက်နှက်ချွတ်လိုက်တယ်ပန်းပွင့်ကျင်များကိုရှောင်လို့မရတော့လို့နင်းရတော့မယ်ဆိုရင်ဖက်နှက်မပါဗလာချီပွားဖြစ်တာနင်းလိုပါတယ်မိုးဖွဲဖွဲဖြင့်အနေငယ်စိုးအေးမြနေတဲ့နူးညံ့တဲ့ပွင့်ချက်များကထိလိုက်ပြီးကျမချီပွားအားမွတ်မွညင်သာခံစားမှုကိုပေးလေတယ်။ကျမသူတို့ကိုလက်ဖြင့်ထိကင်လိုရေးထိုင်ချလိုက်တယ်။မြို့ရဲ့အတန်များဖြင့်သာရင်းနှီးခဲ့တော့ကျမကတောတောင်တိတ်ဆိတ်စွာလှပနေတဲ့ညွန့်ယုံမှုများကိုပထမဆုံးအချိန်ခံစားရသည်မှာထိုအရာတာကိုဆွဲမှတ်သွားလေတာပေါ့။အော်စရာကောင်းလောက်အောင်ပဲကျမထိုနေရာမှာလဲလျောင်းပြစ်လိုက်ခြင်းစိတ်တွေဖြစ်ပေါ်လာတယ်။ပြီးရဲ့အခါကျတော့တကယ်ပဲလေးလျောင်းချလိုက်ပါတယ်လူတယောက်ကိုအိပ်ပျော်အောင်အိမ်မွေချသည့်အတတ်ပညာအကြောင်းကျွန်မကြားဘူးလေဒါပေမဲ့ကျွန်မကိုအဲ့ဒီနေရာမှာအိပ်ပျော်အောင်ညှို့ဖန်ဆားလိုက်တာဖြူဆွတ်လှပတဲ့ဆံကားပွင့်နေလားလေတို့တစ်ခုလုံးကိုလှမ်းချုံထားတဲ့မှုရက်နဲ့လားကျွန်မမသိပါဘူးဖះကြီးပန်းပွင့်ကြီးတွေကကြေးပြန့်ရာမြေပြင်မှာလှိအိတ်လိုက်ရသည့်အရာသာဒီလောက်တာယာမှန်အဲ့ဒီတော့မှပဲကျွန်မသိခဲ့တယ်အဲ့ဒီအချိန်မှာကျွန်မတကူလုံးပါလျာပျော့ပြောင်းသည့်ခြေစားတစ်ခုပမာပေါ်ပါလွင့်မျောသွားတာပေါ့ပဝန်းကျင်တစ်ခုလုံးမြေမာဖြောင်းတန်းလာတော့အရေးအခက်စိတ်တစ်ပင်များစိမ့်မောင်ထူထပ်စွာပေါရောက်နေတဲ့မြေပေါ်မှာကျမလဲလျောင်းနေချိန်မှာတော့ကျမကကိုယ်တိုင်ဖြစ်တည်မှုကိုမေ့လျော်သွားတယ်ကျမဘာကြောင့်ဒီနေရာကိုရောက်လာရတာကိုမေ့လျော်သွားတယ်ရန်ကုန်မှာကြံခဲ့တဲ့ကျမစိတ်တူရလောက်အောင်အလုပ်ကိုလေးစားတက်လွန်နေသူကိုစိတ်ထဲမှာမျှော်နေမိသည့်အဖြစ်ကိုပါမေ့လျော်သွားတာပေါ့ရာနေချီပြီးတော့စနစ်တကျစိုက်ပျိုးထားတဲ့စကားပင်အစုအဝေးကကျမကိုမိန်မောသွားအောင်ညှိ့ယူထားလိုက်မိပြီထင်နေအဲ့ဒီအချိန်မှာပထမဆုံးသောပုံမြင်စားခဲ့တာပေါ့တခါတော့ယထာတစင်းဟာအပူပိုင်းဒေတာတဲရနေပြီးတော့တောင်ပေါ်ရွာလေးတရွာကိုရောက်တော့ဆက်ချွေရင်သွားတာနဲ့ခဏရက်သွားတယ်ယထာရက်နေတော့လူငယ်လေးတယောက်ယထာပေါ်ကဆင်းလာတယ်အတန်ကအသက်သိပ်မကြီးသေးတဲ့ယောက်ျားငယ်တယောက်ရဲ့အတန်ဖြစ်တာပေါ့ကျမအိမ်နေရစကားပင်ဖြူကြီးနောက်ကလာတယ်အတန်းကတူးတူးမွှမွှညက်ညက်နူးညက်သိမ်မွေတယ်စိတ်ရှည်ရှည်ချောတက်မိအတန်မျိုးဖြစ်တယ်ဘယ်သူပါလဲတစ်ပင်ရိပ်မှာခဏနားတဲ့ခရီးသွားတယောက်လားကျမရှိနေမှန်းဒီလိုပြောနေတာများလားဒါမှမဟုတ်ကျမရှိမှန်းမသိဘဲနဲ့သူ့ဘာသူပြောနေတာလားကျမကိုရံပြူးမိသူတယောက်တော့ဟုတ်ဟန်မတူပါဘူးစင်းတော့ကတော့ထိုင်ရတာညောင်းလို့အညောင်းပြေလမ်းလျှောက်ဖို့ပါပဲဒါပေမဲ့မြေပြင်ပေါ်ရောက်တော့ဟိုနာဒီနာလမ်းလျှောက်နေတော့မယ်ယထာလမ်းဘေးကခြုံပင်တမင်နားမှာရက်နေတဲ့အဝါရောင်ငှက်ကလေးတစ်ကောင်ကိုမြင်သွားတယ်ငှက်လေးကလှလုံးတော့သူလည်းအနားကိုကတ်သွားပြီးကြည့်မိတယ်ငှက်ရဲ့တကူလုံးကအမွှေးအတောင်ကြီးငုဝါရောင်လေပင်ကတော့လေပတ်လိုပဲမီးကိုရောင်အရည်လေးတစ်ခုပါပဲသူကအတားလေးချော့ပြီးကင်ဖို့ပြင်းတဲ့အခါငှက်လေးကဖြက်ခနဲ့အတောင်မှန်ခတ်ပြီးတော့ပြန်လိုက်သေးတယ်ဒါပေမဲ့အဝေးကိုမပြန်သေးပဲလူငယ်လေးနားမှာဝဲနေတယ်ဒီတော့
သူကလည်းလက်ဘွားဖြန့်ပေးလိုက်တာပေါ့သူဖြစ်စေခြင်းတလို့ငှက်ကလေးကသူ့လက်ဘွားပေါ်တော့မနာပါဘူးဒါပေမဲ့လက်ဘွားလေးကိုသူချီထားတဲ့အစီလေးတစ်စီချပေးလိုက်တယ်ပတ်ဝန်းကျင်မှာတဖြည်းဖြည်းအလင်းအောင်မှိန်နေလာတယ်မူရင်းနှံကတော့မူရည်ပြီးဝေဝါလောက်အောင်ထုံသိမ်းစေပါပဲကျမအိပ်ပျော်နေသူဒါတည်းရဲ့ဒီအရသာမှာလွဲဖင်မပြစ်ချင်သေးပါဘူးအဲ့ဒီတစ်စစ်လေးကပဲစီလေးလိုမျိုးဝါအယောင်မျိုးလူငယ်လေးရဲ့လက်ဘွားပေါ်မှာအညူရောင်အမှတ်လေးတစ်ခုလိုပဲထင်းနေတယ်အဲ့ဒီတစ်စစ်လေးကိုချပေးပြီးတော့ငှက်ကလေးကအဝေးကြီးကိုပြန်ပြေးလိုက်တာကောင်းကင်ပြပြတဲ့ကအဆက်ကလေးတစ်ဆက်အဖြစ်တောင်မမြင်ရလို့ဒီအထီပါပဲကောင်လေးကတစ်စစ်လေးကိုငေးပြီးကြည့်နေမိတာပေါ့ကျမကကြားဘူးသောပုံမြင်တစ်ပုတ်ထဲကတကိုးရှင်ငှက်ကလေးကိုတတိယသွားတယ်လို့ပြောမိရဲ့အဲ့ဒီပုံမြင်ထဲမှာတော့မြင့်မြတ်ကျင်လာတော့အဖိုးအိုကိုငှက်ကလေးကရွှေတွေအပြည့်ပါတဲ့ဖယုံစီတီးလာမဲ့ဖယုံစီလေးတစ်ခုကိုပေးခဲ့တယ်ကောက်ကြည့်ညံများပြီးလောဘကြီးသောအဖိုးအိုကိုတော့ပြားအကောင်ပေါင်းတိမ်တစ်တောင်းလောက်ပါတဲ့ဖယုံတီးလာမဲ့အစီလေးတစ်ခုပေးခဲ့တယ်တကယ်တော့အဲ့ဒီအစီလေးကရိုးရိုးစီလေးပါပဲဆင်းရဲသူကိုချမ်းသာလာစေဖို့ရွေးပေးမဲ့အစီလေးလည်းမဟုတ်ပါဘူးဒါပေမဲ့ကောင်လေးရဲ့ဘဝကိုတော့လုံးဝပြောင်းပေးလိုက်တဲ့တစ်စီလေးတစ်စီပါသူကဒီအစီလေးကိုလွှတ်ချခဲ့မလားယူသွားရမလားဝေခွဲရခက်နေတော့ယထာကြီးကအိုးမှုတ်တံကိုကြားလိုက်ရတယ်ယထာကြီးထပ်တော့မယ်သူပထမတော့ယထာစီကိုပြေးသွားတော့မလို့ပဲဒါပေမဲ့သူချက်ချင်းစိတ်ပြောင်းသွားတယ်ဒီနေရာမှာရက်ပြီးသူယထာကိုငေးကြည့်နေလိုက်တယ်အဲ့ဒီယထာကြီးရဲ့ခရီးဆောင်တနေရာမှာသူရှိစေရမယ်သူ့ဘဝရှိနေတယ်ဒါပေမဲ့သူလက်ထပ်ရမယ်ဇနီးလောင်းကသူ့ယထာအဝင်ကိုစောင့်နေမှတေးကြတယ်ဒါပေမဲ့သူအဲ့ဒီ main ကလေးကိုလက်ထပ်ချင်ရင်လားဆိုတာတော့မတေးကြဘူးသူ့ပုံမြင်ကိုကျွန်မစိတ်ဝင်စားစွာပြုလာတယ်သူကပုံပြောနေကြလူတယောက်လိုပင်ဘယ်နေရာမှာခဏဖြတ်ထားရမယ်ဟုသိနေပုံမျိုးဖြင့်ခဏရက်သွားတယ်အတန်ကကျွန်မအထက်တက်တက်မှလာသလားစကားပြောရင်နောက်ကတက်တက်မှလာသလားကျွန်မမသိပါဘူးထိုစကားအတန်ကလွှဲရင်သူ့စီကဘာတမ်းမှမကြားရဘူးအဝတ်စားခြင်းပုတ်တိုက်တန်တစ်ပင်ပင်စီနဲ့သူထိကက်လှုပ်ရှားတန်တည့်ရများပန်းပွင့်များကိုနင်းမိတန်ဘာဆိုဘာမှမကြားရပါဘူးသူကတူးတူးလေးစကားတန်များနဲ့အတူတစ်ချက်ကျမထံရောက်လာသည်ကမိရည်စည်းတန်တက်တက်တာဖြစ်တယ်တိတ်ဆိတ်သောတတော်အုပ်ထဲကမွေးပြန့်လာသောပန်းကြွေပေါ်မှာလက်အိမ်ရင်တူးတူးဖွားဖွားရည်စည်းတန်ဂီတဖြင့်အတူပုံမြင်တစ်ပုတ်နားထောင်ရတာဘလောက်များမင်းမှုပဲကောင်းလိုက်ပါတလေကျမကကလေးဘဝကိုပြန်ရောက်သွားလိတာပေါ့ယထာကြီးသူမျက်စိအောက်မှာပဲမိခိုးတလူလူနဲ့ဆက်ထွက်သွားတယ်သူလည်းယထာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ရွာလေးကိုဆက်လျှောက်လာခဲ့တာပေါ့ရွာကတိတ်မကြီးပါဘူးအင်ဂျီတရားတော့မရှိပါဘူးရွာမှာကလူတိုင်းကိုတည်နေတာဆိုတော့ဒဇိန်တယောက်ရောက်လာရင်ဒဇိန်မှန်တည်တယ်အာကန်တို့လားဒါမှမဟုတ်ဒီနေဖို့ရွှေ့ပြောင်းလာတာလားမင်းမြမီအကူကြီးပေးတဲ့ရင်ပြီးတာထုံးစံပါပဲကောင်လေးကသူဟာလက်သမားအတက်နဲ့အသက်မွေးဝမ်းကြောင်းတူတူဖြစ်ပြောပြတယ်ဒီရွာမှာနေထိုင်ဖို့လာတယ်လို့ပြောတော့မြန်မာဆေးဆရာတယောက်ကသူ့ကိုအလောက်ခန့်ကြည့်လိုက်တယ်အဲ့ဒီအလူကမကြခင်မှာလက်ထပ်တော့မှမလို့အိမ်တလုံးမြင်မြင်ဆောက်ချင်နေသူ့မှာဧက20လောက်ကျတဲ့မြေရန်အလူကြီးတစ်ခုရှိတယ်အဲ့ဒီမှာအိမ်ဆောက်ပေးရမယ်ပေါ့နေရောင်ကလုံးဝပြောက်ကွယ်လေးရဲ့အမှောင်လွှမ်းခဲ့ပါပြီကျမရဲ့မျက်နှာအမူအရာအထက်တက်တဲ့မှာတော့ကြီးမားလာတဲ့အဖြူရောင်ကျယ်ပြီးပြုတ်ပြက်ဝင်းလက်နေတယ်လို့ပဲအဲ့ဒီစကားပွင့်ဖြူတွေပေါ့ပတ်လေးကိုကြည့်လိုက်တဲ့အခါတစ်ခုပေါ်တစ်ခုဆင့်ဖုံးနေတဲ့အစိမ်းပထမအစိမ်းပြီးတော့အမှောင်လာတဲ့အစိမ်းထို့အစိမ်းပြီးတော့နောက်ထပ်ပိုပြီးစိမ်းမောင်တော့အစိမ်းဒီညအမှောင်နဲ့ပေါင်းဆက်လိုက်တဲ့အခါပိမ့်ပိတ်တော့အနက်ရောင်အစိမ်းဖြစ်သွားတယ်ကျမအိယာကထားရတော့မှာပေါ့အိမ်ထဲကိုပြန်ဝင်မှဖြစ်တော့မယ်ကျမသိပါတယ်နေရာစင်းတစ်ခုမှာကိုမသိတော့လူတယောက်ဘေးမှာညမှောင်သည့်အထိနေရဲလောက်အောင်ကျမဘယ်တော့မှတတိရှိတွေ့ခဲ့ရပါလေဒါပေမဲ့တယောက်ကကျမကိုညှို့ယူထားလိသလားတကယ်တော့ကောင်လေးကအလုတ်တင်လက်သမားလေးပဲသူတယောက်တည်းနဲ့အိမ်အကြီးကြီးတအိမ်မှာမဆောက်ဖို့သေးပါဘူးဒါပေမဲ့သူ့ကိုယ်သူယုံနေဒါကြောင့်ဒီလူရဲ့ကုန်းမြင့်လွင်ကိုလိုက်သွားလိတယ်အဲ့ဒီတောင်ကုန်းကအဲ့ဒီရွာမှာအမြင့်ဆုံးပဲထူးဆန်းတာကကုန်းမြင့်ကိုမြင့်ငယ်လေးတစ်ခုဖြစ်စီဆင်းသွားတယ်မီနီယာကြီးကတော့အကျယ်ကြီးပါပဲဒါပေမဲ့တစ်ပင်ကြီးကြီးမားမားရေလို့စိမ့်ဆူဆူမရှိတဲ့အရင်တက်ကုန်းမြင့်တစ်ခုပဲသူ့ဘဝမှာသူ့ဆရာသမားမပါပဲပထမဆုံးကြည့်သူကိုယ်တိုင်ဆောက်လုပ်ခဲ့တဲ့အိမ်ပါပဲအခန်း3ခန်းပါတယ်သူအိမ်ဆောက်ပြီးတဲ့အခါအိမ်ရှင်ကဇနီးကိုခေါ်ဖို့ခရီးထွက်သွားတယ်အဲ့ဒီအချိန်မှာသူကလက်သမားတာမကတော့ပဲအိမ်ဆောက်မှဖြစ်သွားတယ်သူကသူ့အလုပ်ရှင်ရဲ့အိမ်ကိုတစ္ဆာရှိဆောင်ပေးပါတယ်အိမ်ဆောင်ရင်အိမ်ကိုလှတီထက်လှလာအောင်မုံမှန်ပြင်ဆင်နေအိမ်ရှင်ရဲ့သူ့ဇနီးပြန်လာတော့သူလည်းလက်ခရတဲ့ပတ်စံနဲ့ရွာထဲမှာမြေတကွက်ဝယ်လိုက်ပြီးအိမ်တီတီလေးတစ်လုံးဆောက်နေလိုက်တယ်
လက်သမားအဖြစ်ပဲသူ့ဘဝကိုဆက်သွားတယ်သူ့ကိုစီးဆရာကဆော့လို့ရေးမှန်သမျှအားလုံးခိုင်းနေခြံပေးမှာစီးစင်းနေတဲ့မြေကိုကူးဖို့ကြိုးတရားဆောက်ခိုင်းနေကျမရဲ့ခေါင်းရင်းစီကမြေကူးကြိုးတရားကဖြတ်ကူးမဲ့သူမရှိပဲအမှောင်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်ငြိမ်သက်သွားရက်နေတာပေါ့ထိုကြိုးတရားကိုဆောက်လို့သူမှာတော်တော်စနစ်ကြပါတယ်မြေရဲ့ဟိုဘက်ဒီဘက်ကန်းအစွန်းနှစ်ခုတစ်ပင်ကြီးများတမ်မီနီကျိုးတန်းလေးတစ်ခုလေးခုပြစ်တန်းပြီးတော့အောက်ကတမ်မီနီကျိုးများပြင်ခင်းတရားလေးတစ်ခုချီနှောင်ဆောက်လုပ်ထားတာဖြစ်တယ်သူ့အောက်ကမြေကြီးကတီးတိုးတန်တဲတဲဖြစ်ခြံကိုပတ်ကွေ့ဝိုက်ကစီးစင်းနေတယ်မြစ်ကဆောက်နေတယ်မြစ်ကိုလှိန်နဲ့ဟိုဘက်ဒီဘက်ကူးမယ်ဆိုရင်တော့မြစ်ရှိရာကိုဆင်းရတာမလွယ်ပါဘူးတခါတော့ကဆရာရဲ့ဇနီးရွာတွေကိုသွားဖို့မြစ်စိတ်ကိုဆင်းတာကမ်းပါးကဆောက်လို့နေလျှောကျသွားခဲ့ဘူးလေကံကောင်းလို့ကိုယ်ပြတ်မကြတာလို့ဈေးဆရာကတဖောက်ဖောက်ပြောတော့တာပေါ့ဒါနဲ့လူငယ်လေးလေးသူတက်တဲ့ပညာအပြင်တရားဆောက်တဲ့ပညာကိုပါလူကြီးတွေစီကနေလိလာသင်ယူပြီးတော့ကျူတရားဆောက်လို့ရတော့တာပေါ့ကျူတရားဆောက်ပြီးမှတရားပြီးတဲ့အထိမ်းအမှတ်နဲ့ရွာတရွာလုံးသူတို့ခြံထဲမှာစုယုံစားတော့ကြတယ်အဲ့ဒီမှာဆရာကတော့မျက်နှာမြင်နေပြီကျမကဒီပုံမြင်လေးကိုနားထောင်နေရင်စကားပင်ကိုလက်ဖြင့်ကင်လိုက်တယ်စကားပင်ရဲ့အခောက်ကအကွဲကြောင်ကြည်ကြည်ကြမ်းတမ်းညူမောင်နေတယ်ကျမနောက်ဘက်ကိုခေါင်းငယ်ဆောင်ကြည့်လိုက်မိတယ်ကျမထင်တယ်လို့ပုံမြင်ဆရာကစကားပင်ရဲ့အနောက်မှာမရှိပါဘူးနောက်ဘက်မှာမြက်ပင်ရှိရှိကိုင်းပင်များသာရှိတယ်ရှင်ကအခုပမာလဲရှင်းနေမရဘသူရဲ့ဒီရွာသားလားအတန်ရှင်ဒီခက်တူတူရေမောလိုက်တယ်စကားတန်ခဏရက်သွားပြီးရဲ့နောက်မှာသူ့ပုံမြင်ကိုသာဆက်ပြောနေတော့တယ်စီးဆရာဇနီးသမီးလေးမူရဲ့သူ့ဘဝမှာမွေးကင်းစားကလေးလေးကိုပထမဆုံးအချိန်မြင်ဖို့တာပဲအဲ့ဒီကလေးလေးရဲ့အချင်းကိုမြေမှာမြုပ်ရမယ်ဆိုတော့သူပဲတွင်တူးပြီးတယ်တွင်တူးရင်းနဲ့သူကာလတော်တော်ကြာကြာမိခဲ့တဲ့သစ်စီလေးကိုတတိယသွားတယ်ငှက်ကလေးစီကရခဲ့တဲ့အစီလေးဒီအစီလေးကတစ်မှာပင်တပင်ရဲ့အစီနဲ့တူတယ်လို့တော့သူသိတယ်ဘာပင်မှန်းတော့သူလည်းမသိဘူးပေါ့ဘာပင်ဖြစ်မယ်လို့လည်းတော့သူစိတ်ဝင်စားနေတယ်နောက်ဆုံးတော့မြေပေးကကလေးအချင်းမြုပ်တဲ့နေရာလေးမှာပဲစိုက်ပြူလိုက်တယ်အားတဲ့အချင်းအစီလေးကိုသူရေးမှန်မှန်လောင်းနေဒီလိုနဲ့ကလေးလေးကလည်းတဖြည်းဖြည်းကြီးလာအစီလေးကလည်းအပင်ပေါက်လေးတစ်ခုဖြစ်လာတယ်အရွက်လေးတွေပြင်းလာတဲ့အခါမှာတော့အဲ့ဒီအပင်ကစကားမျိုးရင်းအပင်တပင်ဖြစ်လာမယ်လို့သူခံမှန်းလိုက်တယ်ကျမအိမ်ထဲပြန်တော့မှဖြစ်တော့မယ်တတော်ထဲမှာပိုးမွားတွေကထူထပ်ပါပြီးတဲ့နဲ့သို့တော့ကျမအိတ်ဆက်နေခြင်းသေးတယ်ဆရာမအဝေးစီကအင်းဆောင်တော်ကြီးရဲ့ခေါ်တန်တက်တက်ကြားလိုက်တယ်ကျမမျက်လုံးတွေကိုဖွင့်လို့မရပါဘူးသူကျမကိုစိတ်ပူနေရောပေါ့ညနေကလေးကဥယျာဉ်ခြံထဲဆင်းသွားတာမိဧကပေါင်းများစွာကျေဝန်းတဲ့တက်တော်ထဲမှာကျမပြောင်းနေခဲ့ရင်3-4ရက်နေတော့သူရှာလို့တွေ့မှာမဟုတ်ဘူးဖွာမပြောကောင်းအလောင်းပုတ်ပွားနေလို့နန်းတော်မှာသူရှာတွေ့နိုင်တော့တွေ့နိုင်နေမယ်ဆရာမဒေါ်တင်ကြီးကျမဒီမှာပါကျမလှမ်းအတန်ပြလိုက်တော့အတန်မထွက်ကျမအံ့ဩသွားတယ်ကျမအိပ်ပျော်နေစေများလားဆက်ပြောပါအောင်ရှင်းပုံမြင်ကိုသို့တော့အတန်ဒီရုတ်တရက်တိတ်ဆိတ်သွားတယ်မြေရည်စီးတန်နဲ့လေတိုက်ခတ်တန်ကိုတော့ကြားနေရစေသူဘာလို့ဆက်မပြောတော့တာလဲခဏလေးကျမအတန်တစ်ခုခုကြားလိုက်ရတယ်လို့ပဲတည့်ရွက်ကြူတွေပေါ်တယောက်နင်းလာနေတယ်ကျမလက်ဝဲဘက်စီကဖြစ်တယ်စကားပင်ရဲ့စန့်ကျင်ဘက်အရက်ကဖြစ်တာပေါ့အတန်လာရတော့ကျမလှမ်းကြည့်လိုက်တယ်ဘာကူမှမမြင်ရပါဘူးအိုးတော်တော်မောင်နေပြီပဲအရေးတရံတွေလှုပ်ခတ်နေတယ်လို့ဟုတ်တော့ဆရာမလေးဘာဖြစ်တယ်လဲဒေါ်တင်ကျမကမန်းကရန်ထိုင်မှုကြိုးစားတော့လဲမအောင်မြင်သူကျမအနားမှာထိုင်ချလိုက်တာကိုကျမသိတယ်သူစိုးရင်တကြီးဖြစ်သွားဟန်တူတယ်ကျမရဲ့လက်မောင်းကိုတအားဆုပ်ကင်ဖြည့်ညစ်ခံလိုက်ရတယ်အိတ်နေတာကျမအတန်ကဖြည်းဖြည်းလေးထွက်လာတာပေါ့အမလီတော်ကြံကြီးစီယာဒီနေရာကြီးမှာဒီလိုချိန်ကြီးအိတ်ရတယ်လို့ထဆရာမအိမ်ထဲဝင်ကြမယ်ပန်းရင်နဲ့မှုမွေးလေးအောက်မှာခုလိုအိတ်ရတာဘလောက်အရသာရှိလဲဒေါ်တင်သိရလားကျမရဲ့ကိုယ်ခန္ဓာကခက်လေးလေးတစ်တုံလို့ဒေါ်တင်ဆွဲထူရလို့လိုက်ပါသွားပါတယ်ထိုအခါကျမှပုံပြောသူကိုကျမတတိရသွားတယ်အိမ်ထဲခေါ်လိုက်ရမလားလက်ဖေးရင်ချမ်းလေးပါလေးတိုက်ရမလားပေါ့ဒေါ်တင်ရှိနေတာပဲမဟုတ်သေးပါဘူးခုမှသိရတဲ့သစိမ်းတယောက်ကိုခုလိုညအချိန်ကြီးမှာနောက်ပြီးကျမသူ့မျက်နှာတော့မြင်ဘူးတာမဟုတ်ဘူးလေကျမမတက်ရဲလိုက်ရင်စကားပြင်းရင်နောက်ဘက်ကိုမတိမတာလိုက်ကြည့်မိတယ်ဘယ်သူမှမရှိဘူးဘယ်ရောက်သွားပါလိ
ဖြောင်းစင်းမြင့်မာတဲ့စကားပင်ရဲ့အနောက်မှာအသာကွယ်နေလို့လည်းရတာပဲကျမတယောက်ထဲတုန်းကအနားမှာရှိနေပြီးဒေါ်တင်ရောက်လာမှပုံကွယ်သွားတယ်ဆိုတော့သူကရိုးသားသူတူတော့မဟုတ်တော့ဘူးပေါ့ဒေါ်တင်အတန်ကိုကြားတဲ့ကသူပြန်ထွက်သွားတာများလားဒီဥယျာဉ်ခြံတွေကဤကပေါင်းရစွာကျေဝန်းတစ်ဖြင့်မိသူမခြံကြီးကိုဝင်းခံနိုင်မှာမဟုတ်ဘူးစီယိုအဖြစ်ရှားဆောင်လက်ပတ်ပင်များကိုရွာတလေးထုံးစံတိုင်းတန်းဆိုင်ပြီးစိုက်ပျိုးထားတာမို့အဲ့ဒီအပင်တွေကိုကြော်ကဝင်ထွက်လို့ရတယ်လေကျမကပုံပြောသူကိုနောက်ဆန်တငင်းရင်းနဲ့ပင်အိမ်ရှိရာသို့ပြန်လာခဲ့အိမ်ကိုရောက်တော့ကျမတို့ကပင်စီလုံးပတ်ကြီးမားသောစကပင်တန်းတွေကိုတစ်ခုပြီးတစ်ခုဖြတ်တန်းခဲ့ရတာပေါ့ညအမောင်အောက်မှာမို့အပင်တွေကတဖြည်းဖြည်းနဲ့ပင်ပိုတူလာတယ်တွေ့ပြီးသားသူတယောက်ကိုလည်းထက်ခါတွေ့ပြီးနှုတ်ဆက်နေရသည့်ခံစားချက်မျိုးကိုရတယ်ခြေလန်းနေဆက်လန်းလှမ်းပြီးတဲ့အခါကျတော့ပြန်တွေ့တော့ဒီအပင်ပဲဒီပင်စီလုံးပတ်နဲ့ဒီအခောက်ပဲကျမကအခောက်တွေကိုလက်ဖျားမြစ်တပင်ချင်းထိကန်ပြီးတော့တင်းနောက်ကလိုက်လာခဲ့တပင်ချင်းကိုနှုတ်ဆက်နေတယ်လို့ပေါ့ဒီတခါမြေပြင်ပေါ်မှာကန့်လန့်ကြွေကြနေတဲ့ကိုင်းပြားလေးတစ်ခုကိုခလုတ်တိုက်မိတဲ့အခါလည်းရှိတယ်ခြေတလုံးထိမြင့်တဲ့မြက်အမျိုးအစားပန်းပင်လေးတွေနဲ့ခြေတောက်ထိညိနင်းမိတဲ့အခါတွေလည်းရှိတယ်မိုးချုပ်ရင်အိမ်ပြင်ကိုမထွက်နဲ့ဆရာမရဲ့ကျမအားလက်နဲ့တံပြီးပြင်လမ်းပြရင်ဒေါ်တင်ကတတိပေးတယ်လူစုတကိုးရှိလို့လားဒီရွာမှာတော့လူစုတကိုးရလို့ပဲရှိပါမလဲဒါပေမဲ့ဒီချမ်းကစီယိုမရှိအကျကြီးဆိုတော့မြေကမ်းပါးကလည်းဖြစ်နေတော့မြေထဲကနေသစိမ်းတွေပါလေတက်လာနိုင်တာပဲလူစုတကိုးဆိုတာဂျိုးပေါက်နေတာမှမဟုတ်ပဲသူတို့ငါလို့မတော်ဝင်ပြူလာပြီးဆီယမ်မကိုတခုခုလောက်တိုင်းကျမရင်ကျိုးရမှာပေါ့သူပြောမှပဲရဲတင်မိတဲ့ကိုကိုအပြစ်တင်မိသွားတယ်စောစောကလူဟာလူကောင်းမဟုတ်ရဲ့လားခုချိန်ဆိုအိုးကျမပခုံးတွတ်လိုက်မိဆီယမ်မကလည်းဖော်လေးပါလေးခေါ်လာခဲ့ရောပေါ့တယောက်တည်းဆွဆွရွရွဒေါ်တင်စကားအဆုံးမှာကျမသူ့ကိုဖြတ်ခနေမြင်အောင်တန်းတာမိသွားတယ်အော်ခေါ်ချင်တာပေါ့ဒေါ်တင်ဘေးနဲ့ပြောလိုက်ပါလေကျမဘေးမှာအတူလိုက်ပါနိုင်မယ့်အဖော်ဟူ၍ကျမအမနဲ့သူနှစ်ယောက်တည်းရှိတာပေါ့အမကမိမိဝေယဝိစားနဲ့ကျမ်းမာရေးကိုမျက်ခြေမပြတ်စောင့်ကြည့်ပြုစုနေရတာတငယ်ချင်းကြပြန်တော့သူ့အလုပ်ကနေ3ရက်တောင်ဇက်တိုက်ပြည့်လို့မရဘူးဖြစ်နေရလေဘယ်နဲ့လုပ်ရမလဲကျမကသူ့ကိုလိုက်လာစေချင်တာပေါ့ကျမနဲ့အတူမလိုက်ခဲ့ရင်တော့ကျမစိတ်မလျှော့သေးဘူးတတိနေ့မှမြန်မိုးလင်းတို့အိမ်ပြင်ကိုထွက်လာရင်ကြောဘိုးအိတ်ကိုပိုးလွယ်ထားတဲ့သူ့ကိုမြန်စကားပွင့်ပင်စီတွေချောင်းမမျောလင်းမဲတွေးလိုက်ရတယ်မလားလို့မျောလင်းမိရဲ့နေ့မှအများကြီးပါပဲသူ့ရုပ်သွင်းကိုအောက်မေ့မှန်းဆလိုက်တဲ့အခါရင်ထဲကနွမ်းလျက်သွားလောက်အောင်သူ့ကိုကျမလွမ်းမိသွားတာပေါ့သူကဒီကိစ္စကိုအစားလေးကသဘောတူခဲ့တာမဟုတ်ဘူးအထောက်ပတိဟုတ်လားနင်လုံးရတာစာစုစရင်ဆိုသူကမျက်မှောင်ကျုပ်လျင်မိလာခဲ့ဘူးရဲ့စာစုစင်းဟုတ်ပါရဲ့ဒါပေမဲ့စာကြည့်တိုက်ပညာဒီပလိုမာအတွက်ပဲလေခုဟာကငါအတွက်ငါအလုပ်မှာမထူးတော့ဘူးစာစုလုပ်ရင်ကနေပြီးတော့နည်းနည်းလေးပဲပို့အားဆိုင်လိုက်ရမှာမဖြစ်နိုင်ပါဘူးမေစော်ရသူကကျမကိုအားမပေးတဲ့အပြင်ခါတီးတီးညင်းထုတ်လိုက်တဲ့အခါကျမဝမ်းနေသွားတယ်အထောက်ပတိပြုစုတယ်ဆိုတာလွယ်တာမှမဟုတ်ပဲအဲ့ဒီစာရေးဆရာရဲ့မွေးတဲ့အချိန်ကနေတည်တဲ့အချိန်ထိဘဝစကြောင်တစ်ခုလုံးကိုလိုက်ယူရမှာသူ့ဘဝနဲ့သူ့စာရေးတွေမကသူနဲ့ဆက်သွယ်ပေါင်းဆက်မိတဲ့လူတွေကိုပါကိုကမေးမြန်းပြီးစာရေးဆရာရဲ့ရုပ်ပုံလွှာကိုပေါ်ရမှာအချက်အလက်တင်လို့တော့မဟုတ်ဘူးအမှုပညာလေးလို့တယ်နေ့မှအဲ့ဒီအမှုပညာအာရုံလုံးလောက်ရှိမယ်လို့ငါမထင်ဘူးကြည်စမ်းသူကျမကိုအထင်သေးလိုက်လေချင်းငါကြိုးစားမှာပေါ့နောက်ပြီးငါနင့်ကိုခန်းခန်းထတဲ့စာကြည့်တဲ့ကြီးတစ်ခုလုံးအုပ်ချုပ်နေတဲ့ပညာရှင်ဖြစ်စေချင်တာဒီပညာကိုဆုံးခန်းတိုင်နဲ့သူလည်းဖြစ်စေချင်တယ်နိုင်ငံခြားတက္ကသိုလ်တွေကစာကြည့်တဲ့မှုတွေရဲ့ပညာကိုလည်းအပြည့်အဝရစေချင်တယ်အိုးငါပြောမယ်ဟာနင့်ကိုမြန်မာတိုင်းနိုင်ငံလုံးမှာအတော်ဆုံးစာကြည့်တဲ့ပညာရှင်ဒီပလိုမာပညာရှင်ဖြစ်စေချင်တာဟိုဟာစဉ်းစားဟိုဟာစိတ်ဝင်စားဒီဟာစိတ်ဝင်စားနဲ့မဝေဝါးစေချင်ဘူးလေငါကတနေ့ကျရင်စာကြည့်တဲ့ကြီးတစ်ခုတီးထောင်မှာဟာအဲ့ဒီစာကြည့်တဲ့ကိုအုပ်ချုပ်တဲ့သူကနေမဲဖြစ်ရမယ်ဒီတော့စိတ်ကူးမလွဲစမ်းပါနဲ့ဟာမရဘူးလုံးပါပဲနင်ငါ့ကိုမကြားနဲ့သူကျမကိုအပြောခတ်ရသည့်ကလေးတယောက်အားစိတ်ရှိရှိချောမော်တော်မီမျက်နှာထားဖြင့်ပြုံးကြည့်လိုက်ပါတယ်နင်ဘာဖြစ်လို့တဆူတို့လှုပ်ချင်ရတာလဲနင်သူများအကြောင်းလာရေးရတဲ့အလုပ်မှာပျော်မယ်ထင်လို့လားအလွန်ပြင်းရကောင်းတဲ့အလုပ်ဟာနင်မကြခင်မှလည်းညှင်းငွေသွားလိမ့်မယ်အဲ့ဒီကြောင့်မှနင်အလုပ်မပြီးမပြတ်တန်းကြီးဖြစ်နေမယ်နော်သူကကျမကိုတခုခုတားမြင်ရမယ့်ညီမျိုးစုံကိုတုံးတက်တယ်ချောမော့ဖြောင်းပြမိနီးအကျိုးအကြောင်းစင်ကျင်ဉာဏ်ဖြင့်ရှင်းပြသည်နီး
နောက်ဆုံးနီးကတော့အခုနီးပေါ့ချင်းချောက်တဲ့နီးလေတန်းလန်းမဖြစ်ပါဘူးငါစိတ်ဝင်စားတဲ့အလုပ်ပဲဘာလို့တန်းလန်းဖြစ်ရမှာလဲဘာလို့တန်းလန်းဖြစ်ရမှာလဲဆိုတော့မြဦးမေကလှုပ်ဝက်ချက်တွေအပြည့်နဲ့စာရေးဆရာမကြီးတစ်ခုဖြစ်နေခဲ့လို့ပေါ့ဟာနင်လိုက်ရမယ့်အဖြစ်ပြက်တွေကအများကြီးဘာဖြစ်သေးလဲအဲ့ဒါငါအတွက်ချဲလန့်တစ်ခုပဲပေါ့ငါကြိုက်တယ်ကျမကိုတားလို့မရမှန်းတည်သွားတဲ့အခါစာအုပ်စာတန်းရှာတိကိစ္စမျိုးမှာသူကိုယ်တိုင်ကူညီပေးခဲ့ရလေပြန်နေမင်းညိုရဲ့နင်းကလေတိတ်ချစ်စရာကောင်းတာပဲတည်လားသူကျမအာမျက်မှောင်ကျုပ်ပြလိုက်တယ်မင်းညိုစဉ်ဟူသောလူတစ်ယောက်ကိုကျမဘဝထဲမှာတစ်သက်လုံးခေါ်ထားလို့ရရင်သိကောင်းပါပဲကျမခဏခဏတန်းတားမိတယ်သူကများအဲ့ဒီအကြောင်းပြောမိရင်ကျမရဲ့တွေ့တာအားကိုးမှုကိုသူဘယ်လိုကောက်ချက်ချရပါမယ်ကျမတည်ချင်လိုက်တာမိမတွေများတိတ်အညာလွယ်တာပဲနော်ဟူရဲတယ်လို့မောတယ်လို့နဲ့ကျမအားအနိုင်ယူရက်လိမ့်မလားဒါမှမဟုတ်ကျမအားသူကြည့်နေကြကျင်နာတော့နှစ်သိမ့်အပြုံးဖြင့်ကြည့်ကအခုရဲ့ငါနင်းပေးမှအမြဲရှိနေတာပဲမဟုတ်လားဒါကိုနင်းကအထူးတဆန်းလုပ်ပြီးထက်လို့ခြင်းနေသေးတယ်ထိုစကားမျိုးဖြင့်မတိကျွကျွံပြရင်လွှဲဖက်ရှောင်တိန်သွားလိမ့်မလားကျမမသိပါဘူးမင်းညူစဉ်အကြောင်းစဉ်းစားရသည်မှာကြည်နူးစရာလည်းကောင်းအားငယ်စရာလည်းကောင်းတယ်ကြည်နူးရသည်ကသူကျမအပေါ်မှာပါမဆိုပေတော့မှအလေးတယူဂီယူတဆိုင်ဖြည့်စည်းပေးနေကြပုံများကိုဖြတ်ခနဲ့မြင်အောင်ကျင်းနေမိရင်ဖြစ်တယ်အားငယ်ရသည်ကတော့သူကျမထပ်ပို့ပြီးတွေ့တယ်ရမယ့်ချစ်သူအဖြစ်သူလက်တွဲမဲ့မိန်းမတရားရုပ်ကိုတွေ့လာခဲ့ရင်တွေ့လဲတွေ့မှာပါကျမကိုသူအခုလိုကျင်နာကူညီနိုင်တော့မှမဟုတ်ဘူးလို့တွေးမိရင်ဖြစ်တယ်သူကျမကိုမချစ်ဘူးလားအဲ့ဒီမိကုံမျိုးကာကရှင်မတိအောင်ကိုစားတိတ်တဆိတ်မိကြီးခံမရတာနာကျင်ပင်ပန်းလာပါတယ်တကယ်တော့လေကျမလောဘကြီးမိတာဖြစ်ပါတယ်သူ့ကိုတငယ်ချင်းအဖြစ်ရရုံတော့မကချစ်သူအဖြစ်ပါရယူချင်တာဖြစ်လိမ့်မယ်သူ့အားတခြားမိန်းကလေးတယောက်ယောက်ကိုချစ်ခွင့်မပေးချင်တော့တာဖြစ်ပါလိမ့်မယ်တငယ်ချင်းအဖြစ်လေကျမကိုချစ်သူအဖြစ်လေကျမပဲဖြစ်စေချင်ခဲ့သူ့ကိုတငယ်ချင်းဖြစ်ရခဲ့တာ9နှစ်6နှစ်တောင်မကတော့ဘူးထင်ပါရဲ့အရင်ကတော့ကျမရဲ့တငယ်ချင်းစံတစ်ခုကတော်တော်ကိုပြတ်သားခဲ့တယ်တငယ်ချင်းဟာတငယ်ချင်းပဲဖြစ်ကြမယ်ချစ်သူအဖြစ်စိတ်ပြောင်းရင်ဘယ်ကောင်းမလဲပြောင်းချင်ရင်တငယ်ချင်းစစ်မဖြစ်ခင်ကပြောင်းထားတငယ်ချင်းစစ်အဖြစ်တွဲကြပြီးရင်စိတ်ထားမပြောင်းမှဖြစ်မယ်ဘယ်တော့မှကြောက်လိုက်တဲ့အတွေ့တစ်ခုပါလေအဲ့ဒီအတွေ့အကောင်ထဲပေါ်နိုင်ပါမလားလူစိတ်ဆိုတာအမြဲတမ်းပြောင်းလဲနေတာပဲဥစ္စာသူစိတ်ကမပြောင်းလဲဘူးလားသူ့မျက်လုံးတွေကိုကျမမတိမတာအကက်ခက်ကြည့်မိတဲ့လောက်တော့သူကျမကိုချစ်မြတ်လို့ပုံရပါတယ်တခုပဲရှိတယ်မင်းညွန့်စင်ကကျမကိုအကြာကြီးငေးဆိုင်ကြည့်လိမ့်မရှိဘူးယောက်ျားတွေသူတို့ချစ်တဲ့မိန်းမတယောက်ကိုအယူမူငေးမောကြည့်တယ်လို့မျိုးလေဘယ်တော့မှမကြည့်ဘူးချင်းနာနာစကားပြောနေရင်ဖြတ်ခနဲ့မတိမတာကြည့်ရင်ကြည့်မယ်ခဏပဲခဏဆိုခဏလေးပဲအဲ့ဒီခဏလေးနဲ့တော့ဘာမှမတိကြပါဘူးဒါပေမဲ့အဲ့ဒီကိုတခဏလေးရပြီဆိုရင်ကျမဖြစ်ရပောင်းများစွာပြန်လဲတွေးတော့ကြည်နူးလို့မဆုံးတော့ပါဘူးတခါတော့ကျမသူ့ကိုအတိအကျသိကျင်တယ်သူ့ဘဝမှာမိန်းကလေးတယောက်ယောက်ရှိနေသလားအဲ့ဒီမိန်းကလေးဟာကျမလားကျမကိုဖွင့်ရမပြောအပ်ဘူးလို့သူယူဆပြီးမျိုးသိထိန်ချုပ်နေကြတာလားဒီလိုတော့လေကျမစိတ်ကူးမရင်ဝတ်မှာဘူးသူကကျမကိုတကယ်ချစ်နေခဲ့ရဆိုရင်ကျမသိအောင်ဖွင့်ပြဖို့ဘာမှမသိတော့ကြရှိတော့တယ်ဒါပေမဲ့ကျမရဲ့ပြဿနာမှန်တယ်များကျမတော့ဘာမှမသိလိုက်ရခင်သူကအကြည့်တိုင်းကဖြည့်ရှင်းပေးသွားတာကြီးကတော့ကျမထည့်စဉ်းစားဖို့မတင်ဘူးလားအဲ့ဒါတငယ်ချင်းမှန်တယ်လုပ်ပေးမယ့်အပြုမှုတွေလားနှလုံးသားနဲ့နင့်တဲစွာချစ်ရသူတယောက်ကိုဖြည့်စွမ်းပေးတဲ့အပြုမှုတွေမဟုတ်ဘူးလားကျမအတွက်ဆိုရင်သူအလုံးမအားတဲ့ကြားတွေကရသမျှအချိန်ကိုရှာကြံပြီးတော့စာအုပ်တွေလိုက်ရှာပေးခဲ့တယ်နင်းလိုချင်တာဆူဆန်ဆွန်တက်ရဲ့အင်တာဗျူးနော်အေးနင်းရှာချင်ရမှာငါကြည့်ဦးမယ်လေမရရင်ရတဲ့နည်းနဲ့ဝယ်ခဲ့ရမှာပေါ့အရေးကြီးတာကငါပြန်လာရင်နင်းလိုချင်တာတွေပါလာဖို့ရမဟုတ်လားအေးဟုတ်တယ်ကျမလိုချင်တာတွေကတိတ်များခဲ့လိုချင်သမျှလည်းစာအုပ်တွေကြီးပဲကိုလက်အကြောင်းနောက်ဆုံးထုတ်ရခဲ့တဲ့အထုပ်ပတိစာအုပ် Sacred of Flash ကိုလိုချင်သည်ပြင်သစ်ဆရာကြီးပြင်သစ်စာရေးဆရာကြီး Andrew Guy ရဲ့အမှတ်စုစာအုပ် The Genre of Andrew Guy ကိုလိုချင်တယ်နောက်ပြီး Original Wolf ရဲ့မတည်ဆုံးမီအချိန်ရေးသားခဲ့တဲ့မှတ်စုစာအုပ်ကိုလိုချင်တယ်ရရင်ဝယ်ခဲ့မယ်လို့သူမပြောခဲ့ဘူးရအောင်ဝယ်ခဲ့မယ်လို့သူပြောတယ်ဒါနဲ့အဲ့ဒီမှာမရရင်ကိုကျမကသူ့ကိုမေးပြီးတော့သူကလူကြီးတယောက်ကလေးကိုနှစ်သိမ့်တယ်လို့ပြောနေရတဲ့နေရာဝယ်ပြီးမယ်ဆိုပြီးရောပေါ့ဘာမှမေးမနေနဲ့တော့ကျမဆိုသည့်ကျမလည်းအတူတူပါပဲဘန်ကောက်ကစာအုပ်ဆိုင်တွေကတိတ်ဆုံလာတော့မဟုတ်ဘူးဟုစိတ်ပူမိလို့မေးမိခြင်းဖြစ်တယ်သူကအင်တာနက်မှာမှာပြီးဝယ်ပြီးခဲ့တာနဲ့နောက်မှသူပြောပြပါတယ်
နေပါဦးအင်တာနက်ကမှားတယ်ဆိုတော့ credit card number ပေးရမဟုတ်လားနင့်မှာအဲ့ဒီတော့က credit card ရှိလို့လားဟောအဲ့ဒါကြောင့်နင့်ကိုအားလေလို့ပြောတာပေါ့ငါမှမရှိရင်တော့ငါဆရာတွေမှာအဲ့ဒီကငါတငယ်ချင်းတွေမှာရှိတာပေါ့မိဆိုရင်ဘာပဲဖြစ်ဖြစ်နေလိုချင်တဲ့စာအုပ်ရပြီမဟုတ်လားကျမလိုချင်တဲ့စာအုပ်ပါမကကျမမမဒီအလှပြင်ပစ္စည်းတွေပါဝယ်လာတယ်ရေမွေးပလင်းနဲ့ပေါင်တာ proof ဖြစ်တယ်အဲ့ဒီတစ်စိတ်ကကောင်းတယ်တဲ့ဟေးကြည်စမ်းကျမသူ့ကိုအလွန်ကြီးစုတင်ပြီးကျင်းနှမိသွားအောင်လဲချက်ချင်းပင်တန်တရားတစ်ခုဝင်သွားတယ်ကောင်းတယ်လို့နင့်ကဘယ်သူပြောလဲကောင်းမလေးကြောက်ကပြောလိုက်တာသူစားနောက်တာဖြစ်မလားသူစကားကြောင့်ကျမရင်ထဲမှာစိုးကနေဖြစ်သွားတော့အမှန်ပါပဲနင်းနဲ့တိတ်ခင်လို့သူပြောတာပေါ့နော်သူကလူလေပါကျမဘာဖြစ်သွားလဲဆိုတာသူမသိဘဲနေမှာမဟုတ်ပါဘူးသူပြောလိုက်ပုံကိုကျမသိပါတယ်ထိုမင်းကုန်းကိုမင်းမိရဲ့ကျမသူ့ကိုနည်းနည်းတော့ရှက်မိသွားတယ်ဒါမဲ့လည်းမတက်နိုင်ဘူးထင်းကျုပ်ကနောက်ကျသွားခဲ့ပြီကိုတိတ်ခင်တာတော့မဟုတ်ပါဘူးဟာသူဖြေချင်အောင်တော့မေးဖို့လိုတာပေါ့ငါမေးကြည့်တယ်လေသူမိတ်ကပ်ပါတုံးတလင်းမင်းမျက်နှာကတိတ်ကြည့်ကောင်းတာပဲလို့ပြောလိုက်တာပေါ့ဟာကျမတိတ်စိတ်မချနိုင်သေးဘူးအဲ့တော့သူပြောရလားမင်းညိုစင်ကကျမအမကြည့်ပဲသူ့လက်ထဲကစာအုပ်တအုပ်ကိုဟိုလန်ဒီလန်လုံရင်းဖြေတယ်သူကတခုတော့မေးသေးတယ်ဟာအဲ့ဒီမိတ်ကပ်ကိုသိရတော့ဘာလို့မှလဲဒါနဲ့လူလေကြတာပဲချက်ချင်းစကားမဆက်သေးပြုံးနေသေးရဲ့တွေ့လားကျမအသေးရအောင်သူလုံးနေတာမဟုတ်ဘူးလားအဲ့ဒီတော့မမျိုးသိနေအောင်ကျမမေးလိုက်မိတယ်အဲ့ဒီတော့ငါသိရင်ချင်းကောင်းမလေးတယောက်ကမှားလိုက်လို့ဖြေလိုက်တယ်လေနင့်ကိုငါဘာမှမမှားပြီနဲ့ပြီးပြီမမှားပဲအဲ့လိုဖြေမှတင့်တော်မှာကိုဟာကျမမျက်နှာနည်းနည်းလေးမှုန်သွားတယ်သူ့ယုံလားငါမသိဘူးလေပြောတော့ပြောလိုက်တာပဲအသားရောင်ကဘယ်လိုလဲဖြူသလားညူသလားမေးသေးတယ်ဟာနင့်ကိုမိတ်ကကိစ္စဒီလောက်ရှုံမှန်းနင်တို့မိတ်ကကိစ္စဒီလောက်ရှုံမှန်းငါအခုမှသိတယ်ဖြူတဲ့လူအတွက်မိတ်ကညူတဲ့လူအတွက်မိတ်ကကျမလိုချင်တာကိုမရရအောင်မေးဖို့ကြိုးစားမိရဲ့အဲ့ဒီတော့ရောနင်ဘယ်လိုဖြေလိုက်လဲမင်းညိုငါမသိဘူးလို့ဖြေလိုက်တယ်နင့်အသားဖြူသလားညူသလားငါမှမပြောတတ်ပဲမင်းတော့ဘာလို့ဖြေလိုက်တယ်ကျမသူ့ဖြေကိုမကြိုက်လိုက်တာကျမအသားရောင်ကိုသူမပြောတတ်ဘူးတဲ့ဒီတိုင်းဆိုကောင်းတော့မှာပဲကျမမကျင်နဲ့ဖြင့်ပေါ့ပေါ့စီလုံးမိကောင်းလားမကောင်းလားနေနေကြည့်ပေါ့ဟာကောင်းရင်ငါခံမှန်းတာတော်လို့ပေါ့တကယ်ပြောတာမျိုးဆိုရင်သူ့သားရောင်ကနှင့်အသားရောင်တိုင်းပဲတော်ပြီအဲ့ဒီတော့ကကျမသူ့ကိုတော်တော်ဒေါသထွက်မိအဲ့ဒီမင်းညိုစင်ဆိုတဲ့သူကအလကားပဲသူစိတ်ဝင်စားတာကဆက်ထရန်ဟူစင်ရဲ့ဘူရှက်ကိုဖီယာနန်တေသူဂျာနယ်တွေမှာပါဝင်နေကြသူ့နာမည်ကိုကျွန်မလိုက်ရည်ရုံပြီးတော့သူဟဟပပရေးဘာမှတော့ပြန်မငင်းပါဘူးသူတော့သူခံမှန်းတာတော်ပါတယ်ထိုမိတ်ကပ်ပေါင်တာဘူးဝိုင်းကလေးမှာအလွန်တုံးလို့ကောင်းတယ်အဲ့ဒီပေါင်တာပတ်ဘူးကိုကျွန်မပထမဆုံးလိမ့်နေနေ့ကကျွန်မနဲ့သူအိမ်ကပွဲတစ်ပွဲကိုအတူသွားကြသည်နေ့ပေါ့ကျွန်မသူပေးရဲ့မိတ်ကပ်ကိုလိမ့်လာကြောင်သူ့ကိုပြောတင်လားမပြောတင်လားကျွန်မစဉ်းစားကြည့်မိရဲ့ပြောလိုက်မယ်လေသူကျင်းနေတော့မှာပေါ့မင်းညိုငါလိမ့်ထားလာသူကျမမျက်နှာကိုတခြားအချိန်ဆိုစစ်စစ်ကြည့်ပြီးစကားပြောချင်းပြောမယ်အဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့စစ်စစ်မကြည့်တော့ပဲတစ်ချက်သာဝတ်ကြည့်တန်းကြည့်ပြီးအဆင်ပြေပါတယ်အဲ့လိုပဲဖြေတယ်တကယ်ဆိုဘာဖြစ်လို့လဲဟုမေးရမှာ तू မမေးဘူး तू မမေးတော့ကျမပြောရမှာခတ်သွားတယ်သို့တော့တခြားသူမှမဟုတ်ပဲမိဇော်နုပဲပြောချင်ရင်ကိုမရရအောင်ပြောပြတဲ့အချင်းရှိတယ်အဲ့ဒါနင်ပြီးတဲ့လက်ဆောင်မိတ်ကပ်ဘူးဟာသူအနေနဲ့ပြုံးမရောင်ဖြစ်သွားတယ်လိမ့်လို့ကောင်းလားအဲ့ဒါကိုအခုငါမေးနေတာပဲငါမျက်နှာလှသလားလှရင်လိမ့်လို့ကောင်းနေမလှရင်လိမ့်လို့မကောင်းလို့ပေါ့ဟာကျမရဲ့မေးခွန်းကို तू မကြိုက်ပါဘူး तू မကြိုက်တာကိုချက်ချင်းတီးတန့်သွားသည်သူ့မျက်နှာဖြင့်တိတာစီတီတာမကပဲစကားဖြစ်မှအတိပေးတယ်မေးတော့ငါကနင့်ကိုတာမမင်းမဖြစ်စီခြင်းကိုနေလိုခြင်းတဲ့အချိန်မှာအလှပစိတ်ဝင်စားနိုင်အောင်ငါအလှမြင်ပစ္စည်းပေးတယ်တော်ပြီပေါ့ဒီထက်ပိုပြီးနင်စိတ်ပါမသွားနဲ့လေဟာငါ့ကိုလည်းဒီထက်ပိုပြီးစိတ်မဝင်စားခိုင်းနဲ့ထို့တော့ကျမအားထိုစကားမှလွှဲဖက်ပေးလိုက်တယ်ဒါနဲ့နင့်ကိုတတိပေးရအောင်မယ်နင်လောက်ထားတဲ့ဝတ္ထုတို့စင်းတွေကတရားအဲ့စာအုပ်မှာနင့်ထင်မြင်ချက်တွေအများကြီးပါနေရဲ့အဲ့ဒါမပါရဘူးလေဘာကြောင့်အကြောင်းရေးထားတာလဲဘယ်ရှုထောင့်ကရေးထားတာလဲဒါပဲပြောရမှာနင်ကမလိုတာတွေရှောက်ထည့်ထားတယ်ကိုကစာစုစင်းရင်ပြုစုတာ
ဦးမြဦးမေကိုဝေဖန်ချီးကျူးနေတာမှမဟုတ်ပဲသူကအဲ့ဒီလိုပဲစကားတကုန်းကိုအလုံးနဲ့ဆက်ဆက်မှပြောခြင်းနဲ့သူ့အုံအောင်ထဲကအလုပ်ကလွယ်လို့ဘာမှမရှိတော့ဘူးလားဒါမှမဟုတ်ကျမတယောက်တည်းပဲအချစ်တွေပြည့်ရှင်ပြီးစိတ်ကစားခြင်းနေရလားသူကျမကိုအရေးတကြီးနဲ့ဂယုစိုက်တာကကျမလိုချင်တာကိုဖြည့်ပေးဖို့ဖြစ်တယ်ကျမမပင်ပန်းရအောင်သူကူညီပေးနိုင်တယ်များအားတက်တရောကူညီပေးဖို့ဖြစ်တယ်ကျမနဲ့လမ်းခွဲကနေတိုင်းသူမေးလေးရှိရဲ့မိကွန်းတစ်ခုရှိတယ်နင်ဘာလို့သိလဲငါဘာလို့ပေးရမလဲတဲ့ကျမကလည်းသူ့ကိုအရေးတကြီးနဲ့ဂယုစိုက်ပေးတာပါပဲသို့တော့သူကျမကိုဘာမှမကျင်နဲ့ဖြစ်သွားလဲမသိပါဘူးကျမဘာစကားများမှားလိုက်မိတယ်သူမျက်နှာညိုသွားခဲ့သလားကျမကိုသူချစ်မှချစ်ပါရဲ့လားသူကျမကိုမနေလကတော့ဟဟပပမရှိဘူးထင်ပါ၏စားသည့်စိတ်ခံစားမှုမျိုးကိုအလေးထားသည့်ဂီးဆွမ်းမှုမျိုးဖြစ်တယ်သူနဲ့ကျမဘသူကပို့ပြီးတန်ရုံးစဉ်ကြည့်တယ်ဘယ်တန်ရုံးစဉ်ကတစ်ဖက်လူအတွက်ပို့ပြီးအကျိုးရှိအသုံးတဲ့လဲကျမမသိဘူးနှိုင်းရှင်ကောင်းသည့်အရာလည်းမဟုတ်ဘူးထင်ပါတယ်ကျမခီးထွက်ကန်ဒီ၄ရက်လောက်အလိုမှာသူ့အကြောင်းကျမမျက်ရည်ကျခဲ့ရတယ်အဲ့ဒီနေ့ကကျမသူ့ကိုဖုံးဆက်မရပဲသူ့ခြံနဲ့တိုက်ကိုလိုက်သွားမိရင်ခရီးအတွက်လိုအပ်တဲ့ပစ္စည်းများဝယ်နိုင်ရန်ဗန်မှငွေလာထုတ်ရင်ဗန်ရဲ့လမ်းတစ်ဖက်မှာရှိတဲ့သူ့ခြံနဲ့တိုက်ကိုလမ်းကြုံဝင်မိခြင်းဖြစ်ပါတယ်သူကျမအတွက်ယထာလက်မှတ်ဝယ်ပြီးတော့ပြီပေါ့သူကျမစီလာပေးမနေရအောင်လို့ကျမတလက်စာတဲ့ဝင်သွားခြင်းဖြစ်တယ်နောက်ပြီးသူအတိတ်အလုံးမရှုပ်ရသည့်နေ့လို့တိထားလို့လည်းတွားခဲ့တာပါသူအလုံးရှုပ်တဲ့နေ့ကတနင်္လာဗုဒ္ဓဟူးစနေတနင်္ဂနွေလို့ကျမမှတ်မိတယ်အဲ့ဒီနေ့ကတော့ကြာတာပရိနေ့ပေါ့ကျမစိတ်ထဲမှာနည်းနည်းတော့မျှော်လင့်ထားခဲ့တယ်ယထာလက်မှတ်ပေးရင်နင်းတယောက်တည်းမသွားပါနဲ့ငါဖော်လိုက်ပြီးမယ်လို့သူ့အတွက်ဝယ်ထားတဲ့လက်မှတ်ကိုပါကျမအားပြလိမလားဆိုတာမျိုးပေါ့ကျမရောက်သွားတော့သူအလုတ်ရှုံမဲ့နေမဟုတ်ပဲအလုတ်ရှုံနေတယ်လို့ထင်ပါရဲ့တောက်ခေါ်တဲ့အမျိုးသမီးကခဏလေးစောင့်ပါနော်လို့လာပြောတယ်သူတော်တော်နဲ့ထွက်မလာဘူးတရားရောက်ကိုစူပူနေတဲ့သူ့အတန်ကိုတော့ခတ်တက်ကြားရတယ်ငါတရက်လေးပဲရန်ကုန်မှာမရှိလိုက်တယ်အဲ့ဒီတရက်လေးမှာပြဿနာဖြစ်အောင်လုပ်တယ်ပုံနှိမ့်ဆက်အလုပ်သမားတွေအလုပ်နားလာပြေးနေဖြစ်တာဒါတွေကိုအကြောင်းပြလို့မရဘူးမင်းတို့အကြောင်းပြချက်တွေကိုရုံးကိုသွားပြောလို့မရဘူးဒါကလေးကစားတဲ့ကိစ္စမဟုတ်ဘူးအခုတစ်ချိန်အတနာခံစားတင်လို့ရတယ်ထားနောက်တစ်ချိန်ဒါမျိုးဖြစ်လို့မရဘူးကြားလားဒီလောက်လေးမှငါလက်လွတ်မရရင်လက်ထောက်အက်ဒီတာဘွားကနေမင်းဘယ်တော့မှတတ်မှာမဟုတ်ဘူးဖခင်ကြီးကျမသူ့ဒေါသစကားလုံးကိုတစ်ခါမှမကြားဘူးပဲအထူးဆန်းဖြစ်တဲ့နေရာမှာပဲဆက်ထိုင်နေရမလားအခန်းပြင်မဲ့ထွက်သွားလိုက်ရမလားဝေဝဲများဖြစ်နေရင်တလက်လက်ခုန်လာတယ်အဲ့ကန်းကရုပ်မြင်တန်ကြားမှမြင်နေရတဲ့ CNN သတင်းရုပ်ပုံများကိုနေဆိုင်ကြည့်လေအာယုန်လေးမရောက်လာပါဘူးအဲ့ဒီလိုဒေါသစကားလုံးနေသူ့ထံမှာကျမမကြားချင်ပါဘူးဤလီဒါကမင်းအပြစ်ကြီးတော့မဟုတ်ပါဘူးဤလီဒါကမင်းအပြစ်ကြီးတော့မဟုတ်ပါဘူးကျော်စင်ထွန်းအဲ့ဒါရုံးကိုမင်းတဏီကုန်တညလုံးရောက်မလာတဲ့အပြစ်လည်းပါတယ်ငါကလည်းမင်းတို့နှစ်ယောက်ရှိတယ်လို့စိတ်ချလက်ချပျောက်သွားတာမင်းကလည်းပေါ်မလာဘူးဆိုတော့အောင်တယောက်တည်းဘယ်နိုင်မှာမလဲအော်ဒီတိုင်းဆိုရင်မင်းကိုကူဖို့နောက်တယောက်ရှာတော့အဲ့ဒီနေ့ကကျွန်တော်ဖျားနေလို့ကိုမင်းညိုသူ့အတန်ကိုတော်တော်နဲ့မကြားရဘူးထိုခန်းထဲမှာတိတ်တိတ်ဆိတ်ဆိတ်သွားတာကြာကြီးပါပဲကျမစိတ်ထဲမှာသူ့ကိုတာဝန်ကြီးလာတဲ့အေဒီတာတူအဖြစ်တစ်ခါမှမစင်စားကြည့်မြူသူကကျမထက်တောင်အသက်၄လငယ်သေးတယ်ကျမအင်ကကားကိလုပ်ငန်းကိုဟိုဝင်ကူတီဝင်ကူလုပ်ရင်ရှိသမျှတင်တန်းတွေကိုလိုက်တက်ရင်အသက်20ခွန်ရောက်လာသည့်အထိကျမမရှိလို့လုပ်ငန်းတစ်ခုခုမှကမောကမဖြစ်ရတယ်ဆိုတာမျိုးတစ်ခါမှမကြုံခဲ့ဘူးလေကေထားလိုက်တော့ငါပြောတာမင်းတို့တောင်းဘယ်လောက်ကြီးတယ်ဆိုတာမေ့နေမှာဆိုလို့တော့နောက်ဆက်တွဲတင်မဲ့စာမှုတွေကွန်ပျူတာ proof တစ်ချက်တော့စစ်ကျော်စင်ထုံးကကိုဖီအာနန်ရဲ့ပုံကိုသွားရှာတာကိုမင်းညူရှေ့မှာအဲ့တဲ့တရားရောက်နေတယ်နော်မင်းကလေးတန်ခတ်တူတူတတိပေးတဲ့အတန်ဟုတ်ကဲ့အိမ်ကန်းကိုထွက်လာသည့်သူ့မျက်နှာတီကျမကိုမြင်တော့အနှဲငယ်ပြီးရောကနူးညံ့သွားတယ်လို့ထင်တယ်မီရောဘာရေးကြည့်လို့လဲငါညနေကျနင့်စီလာမှာပဲလေဟာလမ်းကျုံနာနဲ့ပဲဝင်လာလိုက်တာဟာကျမကိုအိမ်ကန်းမှာထိုင်ထားခိုင်းပြီးအဲ့ဒီတာအခန်းထဲကိုသူခဏပြန်ဝင်သွားတယ်စာရွက်ခေါက်တစ်ခုကင်နေပြန်ထွက်လာပြီးတော့ကျမဘေးမှာဆိုဖာမှာဝင်ထိုင်လိုက်တယ်အရေးကြီးကိစ္စမရှိရင်နင်းဒီကိုမလာရဘူးနော်တခါတော့ကပြောမှုတဲ့သူစကားအတိုင်းခက်တီနဲ့မျက်နှာထန်ပြီးကျမကိုထပ်ပြောတယ်ကျမအနေရခတ်သွားတာပေါ့သူကကျမစိတ်ထိခိုက်သွားသည်ကိုသတိထားမိတဲ့အခါချော့မော်လီအပြုံးကြီးကျမအားပြုံးကြည့်လေတယ်ထို့နောက်သူ့လက်ထဲမှာကင်ထားတဲ့စာရွက်တရက်ကိုကျမအားပေးတယ်ကျမလိုအပ်သည့်ပစ္စည်းများကိုသူစီရင်လုပ်ထားတဲ့စာရွက်ဖြစ်တာပေါ့
ယူသွားရမယ့်စာရိုက်စာတမ်းတွေအရေးပေါ်အသုံးဆောင်ပစ္စည်းတွေစီးဝါးတွေကင်မရာတွေနဲ့ဖလင်အိတ်တွေကျမစီမှာရှိပြီးတဲ့အချက်လက်တွေကျမဆက်လက်ရှာဖွေဖို့လိုအပ်တဲ့အချက်လက်တွေမြောက်ဦးမေရဲ့ဆွေမျိုးတွေကကျမတွေ့ရမယ့်သူတွေကျမရင်ထဲမှာဟာသွားတာပေါ့သူကျမနဲ့အတူမလိုက်နိုင်ဘူးဆိုတဲ့သဘောလားမန္တလေးမှာရေးပေါ်ကျမနေမကောင်းဖြစ်ခဲ့ရင်ဆက်သွယ်ရင်ဒါမှမဟုတ်လိုအပ်ရင်တဲခိုနိုင်ရင်သူ့တငယ်ချင်းတယောက်ရဲ့ဖခင်ဆရာဝန်ရဲ့လိပ်စာနဲ့ဖုန်းနံပါတ်သူ့ထံကအကူအညီလိုရင်လှမ်းဆက်သွယ်နိုင်ရင်ကျမအလွတ်ရပြီးသားသူ့အိမ်ဖုန်းနံပါတ်ဂျာနယ်တိုက်ဖုန်းနံပါတ်နဲ့အီးမေးလ်လိပ်စာသူပေးတဲ့စာရင်းကိုကြည့်ပြီးကျမရင်ထဲမှာနှင့်သွားပြီးတော့ရင်မောမိတယ်ဒါဖြင့်သူကျမကိုလိုက်မပို့နိုင်ရင်တေးကြတယ်ဆော့ဆော့ကကျမကြားလိုက်ရတဲ့သူတို့ပြဿနာကြောင့်ပို၍ပင်တေးကြသွားတယ်သူမျက်နှာမှောင်ကျုပ်ပြီးတော့ကျမနဲ့အတူရေတိုင်းမိတာပေါ့ငါတယောက်တည်းသွားရမှာပေါ့သူစိတ်မကောင်းဖြစ်အောင်ကျမလှုပ်ခနဲ့ရေရုံမိလိုက်တယ်အဲ့လိုမပြောနဲ့လေမိစောမပြောရဘူးငါဘလို့မှရက်ရှိခရီးထွက်လို့မရတဲ့ဥစ္စာနင်ပြောတော့ငါပဲစိတ်ကောင်းမလဲပေါ့ဟာတခြားလိုအပ်တာမှန်တပြန်ငါဒီကနေလုပ်ပေးမှာပေါ့နေလိုတဲ့စာအုပ်တွေမှတ်စုတွေငါရှာပြီးခဲ့တာပဲနင်းအတွက်လိုအပ်ရင်တနေ့လုံးအချိန်ပြီးခဲ့ပြီးညကြမှာအိပ်ပြက်ခံအလုပ်အစားပြန်လုပ်ဖို့ရအောင်လုပ်ပြီးခဲ့တာပဲမဟုတ်လားသူကကျမကိုစိတ်ရှိလက်ရှိချုံမော်ခဲ့တာပဲကျမလောဘတိတ်ကြီးသွားပြီမိတင်နေငါသိပါရဲ့ဟာခက်တာကနင်းကငါ့ကိုအမြဲတမ်းဖြည့်ပေးခဲ့တာတွေများနေတော့ခုကငါကနေမပိုင်အသက်ဆက်မရှင်တက်တော့သူလိုဖြစ်နေပြီဟာယူတတ်တယ်ကျမဖွင့်ပြောမိတယ်ကျမစကားကြောင့်ပထမပိုင်းမှာသူပြောနေသေးတယ်ငါပေးတော့ငါပေးမှနင်းအဖို့လိုက်ပြီးငါကိုယ်တိုင်သွားပြမလို့တဲ့နေရာတွေဆိုရင်ငါအစားနေမဲ့ပြင်ပန်းခံတယ်မင်းညွေနေမငါ့ကိုချင်ပေးခဲ့ပြီးတော့အခုငါအဝေးကြီးသွားမယ့်အချိန်ကျတော့ငါပေးမှနေမပါဘူးပြောရင်ကျမမျက်ရည်ဝဲလာတဲ့အခါသူပင်ရှိုက်တန်နေပါတယ်ထို့နောက်ကျမထံမှာမျက်နှာလွှဲလိုက်ပြီးတနေရာကိုလှမ်းငင်းခက်တီတီမျက်နှာထားဖြစ်သွားတယ်နင်းအဲ့ဒီလောက်စိတ်မပြောရဘူးလေငါမကြိုက်ပါဘူးတကယ်ကငါမပါတဲ့ဖြစ်သွားမှာပဲလောက်ကြည့်ကြမှာ哦ငါကူညီတာလဲကူညီတာပေါ့ဒါပေမဲ့လောကကြီးမှာကိုယ်တိုင်ရှောက်မှရောက်တဲ့လမ်းတွေအများကြီးရှိသေးတယ်ညီမလေးရဲ့ကျမကသူမရှိရင်တကယ်မနေတော့ပါဘူးလို့သူ့ကိုဖွင့်ပြောချင်လာတယ်သို့တော်ထိုစကားကကျမအားစိတ်မကောင်းဖြစ်စေအောင်သာရှိမယ်သူဘာမှလုပ်ပေးနိုင်တာမှမဟုတ်ပါဘူးနောက်ပြီးသူကလက်ခံမှာမဟုတ်ဘူးငါခရီးသွားနေတဲ့နှစ်လလုံးလုံးနင်းဘယ်လိုနေခဲ့လဲအခုအဲ့ဒီအတိုင်းပဲပြန်နေဖို့လို့သူပြောလိမ့်မယ်သူခရီးသွားလို့ကျမတယောက်တည်းကျန်တာတက်တက်ပဲအဲ့ဒီခရီးမှာကျမမှလိုက်လို့မရပဲအခုကျမသွားမှာကသူလိုက်လို့ရတဲ့ခရီးလေမပြောနဲ့အဲ့ဒါကိုမပြောပါနဲ့တော့သူပြောတာမှန်ပါတယ်လောကကြီးမှာကျမတယောက်တည်းရှောင်းမဲ့ခရီးကျန်နေသေးတယ်သူနဲ့ကျမအကြောင်းတိုက်ဆိုင်တော့ခဏပဲဖော်ပြရတာကျမဘဝကိုသူလိုက်မလာတဲ့နေ့တစ်နေ့ကျရင်ကျမတယောက်တည်းအရာရာကိုရင်ဆိုင်ရမှာပေါ့အခုကလေးကကျင့်သားရအောင်နေမကောင်းလားကျမအားကိုးကြည့်ပေမဲ့အားကိုးခံရမယ့်သူကညင်းနေပြီလေကျမအားတင်းဘလို့အားငယ်မိမှမသိပါဘူးမျက်ရည်ကအလိုလိုကျလာခဲ့အေးမေဇောသူကျမအားအလန့်တကြားကြည့်ရင်ဘာလို့ရမှမသိကာယခတ်သွားတယ်ဟာဘာလို့ငိုနေရလဲဒါငိုစရာမဟုတ်ပဲမေဇောရဲ့လူတွေအများကြီးဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ဂျာနယ်တိုက်လိုနေရာမျိုးမှာကျမမျက်ရည်ကျတက်လိမ့်မယ်လို့ကျမဘလို့ထင်ခဲ့မိပါလဲ sorry ကျမရှက်သွားပြီးအိမ်ထဲမှာဖြစ်ကမန်းကရမ်းမျက်ရည်တော့ရတယ်ကျမမျက်ရည်ကြောင့်သူစိတ်ညစ်သွားမှာကိုကျမမလိုလားပါဘူးကျမသူ့ကိုကလေးတယောက်လိုငိုပြီးပူဇာသေးလို့လေသူထင်သွားမှာကိုကျမမလိုလားဘူးသူမျက်နှာမုံသွားတယ်တပြင်းတစ်ချက်ချပြန်တယ်ကဲမိတော့ဒီလိုလုပ်မယ်ဘယ်လိုမှလုပ်ချင်မလို့နေမလိုက်နိုင်လို့ငါငိုတာမဟုတ်ပါဘူးစကားဖြစ်ပြီးကျမငင်းတော့သူမျက်မှောင်ကျုပ်သွားတယ်ဒါဖြင့်ဘာလို့ငိုတာလဲတခြားကိစ္စပါဘာကိစ္စလဲကျမခေါင်းရမ်းလိုက်တယ်မပြောပါငါနဲ့ဆိုင်တဲ့တခြားကိစ္စမဟုတ်လားမဟုတ်ပါဘူးမေစောငါပြန်တော့မယ်နော်ကျမထိုင်ရန်ကနေထားရတော့သူပါလိုက်ရတဲ့ငါရှိမှထိုင်ပြီးငါနဲ့စကားပြောနေရင်ချက်ချင်းကြီးနေစိတ်ပြောင်းသွားတာငါကြောင့်မဟုတ်ရင်ဘသူကြောင့်ဖြစ်ရမှာလဲဟာသူ့အတန်ကမာတော့မမာပါဘူးသို့တော်နူးညံ့ကြည့်ပြီးမှုတော့မရှိဘူးမျက်ရည်ကျနေတဲ့ကျမမျက်ရည်ကျနေတဲ့မိန်းကလေးတယောက်ကိုပြောသည့်စကားမျိုးမဟုတ်ပါငါပြန်တော့မယ်ပြန်ရမယ်ငါလိုက်ပို့မယ်လေမပို့ပါနဲ့သူဘာမှမပြောဘဲကျမရှိကထပ်သွားတယ်မင်းညိုနင့်မလှုပ်ရှားရည်အများကြီးနင်းပြထားခဲ့လို့မှမရပဲသူကျမအားလှည့်ကြည့်တယ်သူမျက်နှာတီတီမှာကျမအတွက်ဘီယိုနာကိုရှာဖွေကြည့်ခဲ့မိတယ်မတွေ့ရပါဘူးအေးဒါကိုနင်သိရဆိုရင်ငါစိတ်သက်သာရတာပေါ့ဟာအခုနင့်ကိုအိမ်လိုက်ပို့မယ်ရပါတယ်နေရင်ကြည့်ပဲကျမအတန်မှာတခုခုသူခံစားမိတာဟန်တူပါတယ်သူအနေငယ်ပြုံးသွားတယ်မန္တလေးကိုလိုက်မပို့နိုင်ပေမဲ့တ
တမိုင်းကိုတော့လိုက်ပို့နိုင်ပါတယ်လေလုံးဝမလို့ပဲစိတ်မကောက်ပါနဲ့ပြီဆိုရင်မကောက်ပါဘူးဟာကျမကမပို့စေချင်ပေမဲ့သူ့ဆုံးဖြတ်ချက်ကိုကျမဘယ်တော့မှပြန်လဲဆွေးနွေးလို့နိုင်ခဲ့တယ်မဟုတ်ပါသို့တော့သူ့နောက်ကအတားရလိုက်သွားခဲ့ရတယ်ယထာလက်မှတ်ရတဲ့တိုင်းဒါရင်ကိစ္စကိုအမှတ်တမဲ့ပုံစံဖြစ်အောင်အရေးမကြီးသည့်လေတိုင်ပြီးမိလိုက်တယ်ငါမလိုက်နိုင်တာနေရထားလည်းမတော်ရပါဘူးလေရင်လည်းပဲတော့ပါကျမသူ့ကိုပြောင်းကနေမောကြည့်လိုက်တယ်ငါလေရင်လက်မှတ်မှားလိုက်တယ်တရက်ကြိုပဲဝယ်ရတာမလို့73ရက်နေ့မှရမယ်လေရင်နဲ့ဆိုတော့နေ14ရက်နေ့မှတော့ပေါ့မင်းညိုနေငါ့ကိုလည်းမတိုင်ပင်ပဲနဲ့နင့်ကိုတိုင်ပင်နင်ကသဘောတူမှာမဟုတ်ပဲပတ်စံနှမျောတဲ့စိတ်နဲ့နေငင်းမှာပေါ့ဒါနဲ့ငါ့ဖိုင်ကဆုံးဖြတ်ပြီးငါ့ဖိုင်ကပဲဝယ်လိုက်တယ်သူကအငါးကတစည်းတားလိုက်တယ်ထိုအချိန်မှာကျမဒေါသထွက်ခဲ့မင်းညိုနေမကောင်းဟာကဲငါ့ကိုနောက်ဝပြစ်တယ်နော်ကောက်ပေါ်တက်လမ်းကြမှာဆက်ရင်တွေ့ကျမသူ့ကိုဘာလုပ်ပြီးရန်တွေ့နိုင်ပါမလဲယထာတညလုံးရှိသွားရမယ်ကျမကိုဘေးထိုင်ကောင်ကဘလူလူမျိုးနဲ့တွဲကြမှာလဲတက်တောင့်တက်တာမှရှိပါမလားပင်မနန်းနေပါမလားအဆအဆအရရဘာမှစိတ်ပူစရာမလိုအောင်သူဆောင်ရွက်ပေးလိုက်တဲ့ကိစ္စကျမကဘယ်အကြောင်းဖြစ်အပြစ်တင်ရမလဲပတ်စံကုန်တယ်လို့အပြစ်တင်ရအောင်လဲလောလောဆယ်ကုန်လိုက်တဲ့ပတ်စံကသူ့ပတ်စံကျမပြန်ပြီးလို့သူယူမှာမဟုတ်တဲ့ငွေတခုခုကျမကုန်ကြသေးရှိရင်သူ့ပတ်စံထုတ်ပြီးသူ့ကိုကျမပြန်ပြီးဖို့ကြိုးစားတိုင်းသူပြောလို့ရှိတဲ့စကားကနေငါဝင်ငွေမရှိသေးဘူးကျမမိဘလောက်ဆက်ထိုင်စားနေတဲ့တယောက်ငါကမိဘလောက်ဆက်ထိုင်စားနေတဲ့ကောင်ငါကဝင်ငွေရှိနေပြီငါပဲပြီးမယ်နင်အလုပ်လုပ်ရရင်ငါ့ကိုတလဲပြန်ပြုစုဖို့တဲ့အဲ့ဒီနေ့ကတောက်ကြနေကြတယ်နင့်ကိုလင်းဝင်လိုက်ပို့ပေးဖို့အားရဟာသူကကျမအားချောမောတဲ့အပြုံးပြပြောပြတယ်နင်ဟိုရောက်လို့ရှိရင်လင်းဝင်ကိုငါတငယ်ချင်းအမလာကြိုးပေးလိမ့်မယ်မြောက်ဦးမေအိမ်မှာနင်မတဲချင်းအဲ့ဒီအမအိမ်မှာနင်တဲလို့ရတယ်အဲ့ဒါကနောက်မှညှိယူပေါ့နင်တကယ်တဲဖြစ်တဲ့လိပ်စာကိုငါစီအီးမေးပို့လိုက်ငါညတိုင်းအီးမေးဖွင့်ကြည့်နေမယ်အဲ့ဒီအမစီမှာအီးမေးရှိတယ်ပေါ့မရှိဘူးဟာဒါပေမဲ့ဟိုတယ်တွေမှာအီးမေး service တွေရှိရသူတို့ကိုနင်ရေးချင်တဲ့စာရေးပြီးပြလိုက်ပြီသူတို့ရိုက်ပို့ပြီးပါပေါ့နင်ကပတ်စံကြားတင်တယ်လို့ပြီးလိုက်ရုံပဲသူမလိုက်ပြင်မယ်လေသူလိုက်ပါလာတယ်လို့လုံခြုံအောင်သူစီစဉ်ပေးခဲ့တာဟာကျမရဲ့အလိုမကျမှုနည်းနည်းကျော်ပါသွားတာပေါ့ငါတခုပြောချင်တယ်နင်းဘွားကိုငါကန့်တက်တယ်လို့တော့နင်မထင်ရင်လေသူကကျမအခက်ဆဆကြည့်လေရဲ့စကားကုန်းတစ်ခုပြောဖို့စဉ်းစားတယ်အစချီရဲ့အခါကျမစိတ်ညစ်ညစ်မှုတွေချက်ချင်းပျောက်ကွယ်သွားပြီးတော့ကမန်းကတန်းခေါင်းရမ်းမိတယ်မထင်ပါဘူးပြောကြိုက်တာပြောနင်းဘွားကိုစာရေးဆရာမတယောက်ရဲ့အထုပ်ပတိပြုစုတဲ့နေရာမှာအာရုံစိုက်ထားတာမကောင်းဘူးလို့ငါမပြောပါဘူးဒါပေမဲ့သူတည်နာလုပ်ငန်းတစ်မျိုးပဲဒါပေမဲ့နေဖြစ်ရှင်နဲ့စာကြည့်တိုက်မှုဘဝနေတော့ဝေးမသွားစေချင်ဘူးဟာနင်းကိုပြင်သစ်ရင်ကျေးမှုဌာနကစာကြည့်တိုက်တဲ့နဲ့တက်ဖို့ပြင်သစ်ကိုပို့မှလေသူကကားရှိကမ်းမှာထိုင်နေမှုနောက်ကနေနေတဲ့သူ့မျက်နှာပေါ်ကိုတိုက်ရိုက်ကျနေတယ်သူ့မျက်မှောင်ကျုပ်ထားဒီမှာနေအောင်ရေးဆူရှာမှုကြောင့်ဖြစ်မှာပါငါ့ကိုရေးလို့တေချာပြောလို့မရပါဘူးရေးချင်းမိတဲ့လူ2ယောက်3ယောက်ရှိနေတာငါတို့ကိုအရေးချင်းစစ်လူတွေနှုတ်မေးဦးမှာဟာငါအရွေးခံရမယ်လို့မသိကြဘူးလေဒါနဲ့နေရဘယ်တော့ဖြစ်မှာလဲရက်အတိကျတော့မသိသေးရဘူးဟာနီးရင်အင်ကိုအကြောင်းကြားမယ်လို့တော့ပြောတာပဲနင်းဖြစ်မှာမဟုတ်ဘူးလားကျမတို့ကိုတစ်ချက်ကြည့်လိုက်ပြီးမျက်နှာချမိလိုက်တယ်ကျမအဲ့ဒီကိစ္စကိုသိအာရုံမဆိုင်မိတော့တာသူရိမ့်မိသွားမှာပါရက်အတိကျတီးဖို့ကိုငါတောင်းအောင်ထားတီးငါနင်းစီအကြောင်းကြားမယ်အဲ့ဒီရက်မှာဖြစ်အောင်ပြန်လာရမယ်နော်ငါဖြေနိုင်မှမလားမသိပါဘူးမင်းတို့ရဲ့ငါပြင်းတဲ့စကားတွေလည်းတွတ်မပြောနိုင်တော့တာကြာပြီဟာကိုယုံကြည်မှုမရှိတော့တာလည်းကြာပြီထင်ပါရဲ့သူကျမဘက်ကိုနှိပ်ကြည့်တယ်သူ့မျက်နှာမှာစိုးရင်ပူပန်မှုကိုကျမမြင်နေရတယ်တော်ပြီအဲအကြောင်းနေညကျမှနင်းစီဖုန်းဆက်လိုက်မယ်အခုနင်းလို့ရမှာကဟိုရောက်ရင်နေမင်းရမယ်မိကုန်းတွေတွေးရမယ်လူတွေစီစဉ်တကြခြာရေးထားဖို့ပဲတချို့မိကုန်းတွေကဒေတို့မီးလို့မကောင်းဘူးနော်အိမ်ထဲကနေနှိမ့်ထုတ်ခံရမယ်တတိထားသူကပြုံးနေကျမအားတတိပေးတယ်ငါသိပါလေဟာမြောက်ဦးမိမှာအိမ်တော်20ရှိတယ်လို့မြောက်ဦးမိတေဆုံးဒီမှာမတော်တဆဖြစ်တယ်လို့ကိုတိုင်းတက်တည်မှုလို့မြို့ငါစိတ်မချဘူးစိတ်မချတာကခီးတော့မဟုတ်ပါဘူးညလုံးရမယ်အလုပ်အတွက်ငါနေရာမှာ3-4ရက်လောက်အစားဝင်ပေးနိုင်မှုသူရှိရင်ငါလိုက်ခဲ့မှာပါဟာတော်ပြီမပြောပါနဲ့ရောဟာကျမသူ့ကိုပြုံးကြည့်လေးရနားလည်ပေးလိုက်ပါ